အမြင့်မြတ်ဆုံးနတ်ဘုံထိတဲ့ကိုင်လာတောင်ထိပ်မှာလေးဟာကြည်လင်းတန်ရှင်းပြီးကောင်းကင်ပန်းနံ့တွေမှုေးကြိုင်နေတယ်။နဖျားတို့ရဲ့ပွဲတော်ကြီးတစ်ခုရှိတယ်။ပတ်ဝန်းကျင်ဟာတာယာညစ်ညောင်းတဲ့တေးဂီတအတန်တွေနဲ့ပျော်ရွှင်ကြည်နူးမှုတွေပြည့်ညတ်နေတော့ပဲ။ဒါပေမဲ့ကနေရှာအတွက်ဒီညရဲ့အမှန်တကယ်ပျော်ရွှင်မှုကတော့သူ့လက်ထက်မှာရှိတဲ့ချိုးချင်းတွေပဲဖြစ်ပါတယ်။မောဒကမုံဒါရိုးရိုးမုံမဟုတ်ဘူး။ကောင်းကင်မုံညက်နဲ့လှုပ်ထားတဲ့နတ်အုံသီးနဲ့အချိုးမြိန်ဆုံးတကြားချမ်းတွေထည့်ထားတဲ့မောဒကမုံဖြစ်တယ်။သူ့ရဲ့မေတော်ဖြစ်တဲ့နဖျားမဥမာဒေဝိရဲ့လက်နဲ့မေတ္တာအပြည့်နဲ့ပြုလုပ်ထားတာဖြစ်တယ်။သူဟာမုံတလုံးပြီးတလုံးကိုပျော်ရွှင်စွာစားသုံးရင်ဘိုက်ပူနေတဲ့ဘိုက်ကပိုပြီးတင်းလာတယ်။လမင်းငယ်လေးသစင်းလိုပဲဖြစ်လာတယ်။သူဟာပျော်ရွှင်စွာပြုံးပြီးသူ့ဘိုက်ကိုဖြည်းဖြည်းလေးပွက်နေတယ်။ဒါဟာခန့်ညားတဲ့နဖျားတစ်ပါးရဲ့ချစ်စပွဲကလေးငယ်လေးတူလူပုံရိပ်ပါပဲ။အချိန်တန်တဲ့အခါသူဟာမေတော်နဲ့နဖျားတွေကိုနှုတ်ဆက်ပြီးသူ့ရဲ့အိမ်တော်ကိုပြန်သွားဖို့သူ့ရဲ့သစ္စာရှိအဖော်ဖြစ်တဲ့ကြွတ်မူစီကာကြောပေါ်မှာစီးနှင်းလိုက်ပါသွားတယ်။စင်ရင်အားရှိတဲ့ကြွတ်ငယ်လေးဟာသူတို့သွားနေကြောင်းလမ်းကြောင်းအတိုင်းလင်းမြန်တွက်လက်စွာပြီးထွက်သွားခဲ့တယ်။စင်ဦးကောင်းတဲ့ကြီးမားတဲ့ကိုခန့်နာရှိတဲ့နတ်ဖျားတစ်ပါးကတင်းငယ်တဲ့ကြွတ်လေးပေါ်မှာစီးနှင်းပြီးလာပြညရဲ့လိုက်ရောင်အောင်မှာနှင်းဖုံးနေတဲ့မီးပင်တစ်လျှောက်ပြေးသွားတဲ့ပုံရိပ်ဟာတကယ်ကိုမောဆန်းပြီးငိမ့်ချလာတဲ့ပုံရိပ်တစ်ခုဖြစ်တယ်။ဒါပေမဲ့အဲ့ဒီငိမ့်ချမှုကမကြခင်ပျက်စီးတော့မှဖြစ်တယ်။ကြွတ်မူစီကာပျော်ရွှင်စွာပြေးနေတော့ရုတ်တရက်ကြီးမားတဲ့မွေဟောက်တစ်ကောင်ကသူတို့ရှိကညူလင်းပြန်စွာဖြတ်သွားခဲ့တယ်။သူ့ရဲ့အကြီးခွန်တွေအားလမ်းရောက်အောင်မှလက္ခဏာတောက်ပနေတယ်။ကျွတ်မျိုးတို့ရဲ့မွေးရပါပြီးတဲ့အရာမူစီကာဟာအလွန်ထိတ်လန့်သွားခဲ့တယ်။သူဟာကျဲလောင်တဲ့အတန်နဲ့အော်ဟစ်ပြီးရုတ်တရက် break အုပ်လိုက်တယ်။ဒီရုတ်တရက်ဆွဲခင်လိုက်တဲ့အားကြောင့်အသင်မရှိတဲ့ကနေရှာဟာဟန်ရက်ပြတ်သွားပြီးလေထဲမှာမြောက်တက်သွားပြီးနှင်းပြင်ပေါ်ကိုအားကနေပြုတ်သွားခဲ့တယ်။ဦးလို့သူကနာကျင်စွာအော်ဟစ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအရှက်ရဆုံးအဖြစ်ပြက်ကဖြစ်ပွားခဲ့တယ်။ယူဆောင်လာတဲ့မိုဒါကမုံနေလားပေါက်ပြဲကုန်တယ်။မရေမတွက်လိုက်ကမိုဒါကမုံတွေကနှင်းဖြူဖုံးနေတဲ့မြေပြင်ပေါ်ကိုပြန့်ကျဲကုန်တယ်။ကနေရှာဟာနာကျင်မှုရောအရှက်ရမှုပါခံစားခဲ့တယ်။သူဟာမြန်ဆန်ပဲမိုဒါကမုံတွေကိုကောက်ယူပြီးပေါက်ပြဲနေတဲ့အိတ်ကက်ထဲကိုအလူအီယာထိုးထဲကိုကျူးစားခဲ့တယ်။အဲ့ဒီအချိန်မှာပဲမြင့်တန်းတဲ့ကောင်းကင်ပုံလာနေလနတ်ဖျားကျန်ဒရာဒီဝဟာလာပတဲ့ရုပ်ဖွင့်နဲ့ငွေရစ်ဆက်တဲ့အလင်းရောင်ကိုနှစ်သက်မျက်နှိုးတဲ့သူကအောက်ကိုစိုက်ကြည့်နေတယ်။သူဟာအဖြစ်ပြက်အားလုံးကိုမြင်တွေ့ခဲ့တယ်။စင်ဥကောင်ရှိတဲ့ဝဝတိုကိုခန္ဓာရှိတဲ့နတ်ဖျားတစ်ပါးကအိတ်ကက်ထဲကိုမုံတွေပြန်ကောက်နေတဲ့ပုံရိပ်ဟာပြီးဆုံမှုကိုမျက်နှိုးတဲ့လနတ်ဖျားရဲ့မျက်လုံးတွေမှာတကယ်ကိုရဲစရာကောင်းတဲ့တနာစရာကောင်းတဲ့ပုံရိပ်ထင်နေတယ်။သူ့စိတ်ထဲမှာတနာကျင်နာမှုလုံးဝမရှိဘူး။လောင်ရဲတဲ့ရီမောင်တန်တွေပဲရှိတယ်။ဟာကျဲလောင်တဲ့လောင်ရဲရွယ်တန်ဟာဟိမာလယတောင်တစ်ခွင်ပဲ့တင်ထပ်သွားတယ်။ဒါဟာမောက်မနာနဲ့တာလွန်စိတ်တွေအပြည့်ပါတဲ့ရီမောက်တန်ဖြစ်တယ်။ကနေရှားရဲ့နှလုံးသားတွေကိုထိုးဖောက်သွားတဲ့ရီမောက်တန်ဖြစ်တယ်။သူ့ရဲ့နာကျင်မှုများနဲ့အရှက်ရမှုများဟာငရဲမိလုံပူလောင်တဲ့မဟာဒေါသအဖြစ်ပြောင်းလဲသွားတယ်။မေတ္တာအပြည့်နဲ့ရှိနေခဲ့တဲ့မျက်လုံးတွေကအခုတော့ဒေါသတရားရဲ့မိတောက်တွေနဲ့တောက်ပါနေတယ်။ဒါဟာခလေးရဲ့ဒေါသမဟုတ်ဘူးမဟာနတ်ဖျားရဲ့ဒေါသဖြစ်တယ်။မောက်မာနာတဲ့လက်နတ်ဖျားသူကောင်းကင်ကိုဟစ်အော်လိုက်တယ်။သူ့အတန်ဟာကိုင်လက်တောင်တစ်ခွင်တုံငင်းသွားတယ်။မင်းရဲ့အလှပနဲ့အလင်းရောင်ကိုအလွန်အမားဆွဲလန့်နေတဲ့ကြောင့်သူ့ကပားရဲ့နာကျင်မှုကိုလောင်ရရတဲ့တတ္တိရှိခဲ့တာလေ။ကောင်းပြီမင်းရဲ့အလင်းရောင်ကိုအများကြီးဂုဏ်ယူတယ်ဆိုရင်ငါမင်းကိုချိန်စာတိုက်မယ်။မင်းရဲ့အလင်းရောင်ကမကောင်းတာတွေဖြစ်လာစေလိမ့်မယ်။လို့ပြောရင်သူဟာသူ့လက်ညှိုးကိုလရှိသူထိုးညွန့်ပြီးသုံးလောကလုံးကိုတုံလုံးစစ်မဲ့ချိန်စာကိုကြွေးကြော်လိုက်တယ်။ဒီကစပြီးမင်းရဲ့အလင်းရောင်ကကန်ဆိုးမှုတွေကိုစောင့်ကျင်လာလိမ့်မယ်။ဒီညမင်းကိုကြည့်တဲ့သူတိုင်းကန်ဆိုးမှုနဲ့ကြုံတွေ့ရလိမ့်မယ်။သူတို့မလုပ်ခဲ့တဲ့အမှုတွေအတွက်ဆွဲချက်ခံရပြီးဘယ်တော့မှမေ့ပြောက်လို့မရတဲ့အရှိတ်ရစရာကိစ္စတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။လို့ကျင်းစာရဲ့စွမ်းတင်ဟာသူ့လက်ချက်ထိတ်ကနေအမဲတော်အယောင်တစ်ခုလိုပေါက်ကွဲထွက်သွားပြီးလာကိုဖုံးလိုက်တဲ့အခါမိန်ဖရော်ရောသွားတယ်။ဒါပေမဲ့သူ့ရဲ့ဒေါသကမပြီးသေးဘူး။လာနတ်ဖျားရဲ့လောင်ရဲမှုနဲ့မထီမတဲ့မှုကိုအပစ်သေးဟုတ်သူဟာသူ့ညာဘက်အသွင်ဖြူစင်တန့်ရှင်းပြီးခိုင်မာတဲ့အသွင်ကိုလက်နက်ဖတ်နဲ့စုပ်ပြီးသူ့မျက်နှာကနေအားဆိုင်ပြီးချိုးဖြစ်လိုက်တယ်။မြင်တဲ့အသွင်ကျိုးသွားတဲ့အတန်ဟာကျဲလောင်စွာထွက်လာတယ်။ကနေရှာဟာနာကျင်မှုလုံးဝမပြအောင်သူ့မျက်လုံးထဲမှာဒေါသတရားတွေပဲတောက်လောင်နေတယ်။သူဟာချိုးဖြတ်ထားတဲ့အသွင်ကိုသူ့ဦးပေါင်းမြောက်ကိုက်ပြီးခေါင်းကင်စီတို့နတ်ဖျားရဲ့လွန်တန်လိုပစ်တက်လိုက်တယ်
အဲ့ဒီအတွင်ဟာဖြူစင်အယောင်တစ်ခုလိုကြွေတယ်လေမှနတ်တဲ့အမြန်စွာအရှိန်နဲ့ထိုးဖောက်ဝင်းသွားပြီးလာရဲ့မျက်နှာပြင်အလဲဘဲကိုအားကုန်ထိမှတ်လိုက်တယ်ဘုံလာပေါ်မှာကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်တချင်ကဂုံယူရတဲ့ငွေရင်းအလင်းရောင်ကချက်ချင်းဆိုရင်မိန်ဖြောသွားပြီးအမောင်းထတာကြံခဲ့တော့တယ်ပြီးတော့မြင့်တန်းတဲ့အသွင်ရဲ့ဖြက်စီးအားကြောင့်ဖြစ်ပေါ်လာတဲ့ကြီးမားတဲ့အမဲတောင်အမာစတစ်ခုစက်ကြဝင်းကျင်တစ်ခုလုံးချက်ချင်းဆိုရင်ကမွတ်ကမက်ဖြစ်သွားတယ်လာရောက်မရှိတဲ့အခါပင်လယ်တွေကယူနတ်သွားပြီးဒီအသက်တကြတွေကမူမမှန်တော့ဘူးကြီးမားတဲ့လိုင်းလုံးကြီးတွေကကမ်းကြီးတွေကိုရိုက်ဖတ်တော့တယ်နတ်ပုံကချစ်စုဆုံးတွေကမောင်တိုက်တဲ့ညမှာမျောလင်းချက်မရှိကုန်တယ်အရေးကြီးဆုံးကတော့ကျင်းစာသိတဲ့လောက်ကိုမတော်တာခဏလေးကြီးမိတဲ့သူတိုင်းကကြီးညာတော့တဲ့ကျင်းစာအတိုင်းကန်ဆိုးမှုတွေနဲ့ဂျုံတွေ့ရတယ်ဒါကြောင့်နတ်တရားတွေကကနေရှာစီကိုလင်းနှဲဆွရောက်လာပြီးကရုဏာထားပြီးကျင်းစာကိုရုပ်သိမ်းပေးဖို့တောင်းပန်ခဲ့ကြတယ်ဘာဖြစ်လို့လဲဆိုတော့စัจ java ဝင်းကျင်တစ်ခုလုံးဒုက္ခရောက်နေလို့ပါအခုတော့ဒေါသတွေရောပါသွားပြီဖြစ်တဲ့ကနေရှာဟာစိတ်တဝင်ပေးဖို့တဘိုးတူခဲ့တယ်ကောင်းပြီငါပြင်ဖြတ်မယ်ဒီကစပြီးလာဟာဘယ်တော့မှလာပြီးဝင်အဖြစ်မရှိတော့ဘူးသူ့ရဲ့အမားကိုတတိယစေဖို့လာဟာတဖြည်းဖြည်းမီးငိမ်သူလို့တဖြည်းဖြည်းရော့နေသွားတဲ့ဆက်ဝတ်အဖြစ်ရှိနေလိမ့်မယ်ငါကျင်းစာကတနေ့မှတညပဲအပြင်းထန်ဆုံးအကျိုးသက်ရောက်မှုရှိလိမ့်မယ်အဲ့ဒါကကနေရှာကြတုတ်ထီညမှာဖြစ်တယ်ဒါဟာဘဝတလိုက်အတွက်သင်ခန်းစာတစ်ခုကိုမှတ်မိစေလိုပါပြီးတော့ကောင်းကင်မှာနူးညံ့တဲ့အလင်းရောင်ပြန်ပေါ်လာတယ်လာကပြန်လင်းလာတယ်မဲ့အမဲဆက်တွေနဲ့သူ့ရဲ့မိန်နှင်းတို့ဆက်ဝတ်မှာထရဝရီလေပတ်နေရတော့မယ်ကနေရှာအတွက်တော့သူဟာအခုတော့ဘဲလာဖြစ်နေတဲ့ညာဘက်အတွင်ကိုစမ်းကြည့်လိုက်တယ်ဒါဟာထာဝရသင်္ကေတတစ်ခုဖြစ်လာပြီးနတ်ဖျားတွေနဲ့လူသားတွေကိုမောက်မနာနဲ့သူတပားကိုမထီမရင်မြုပ်မှုဟာနာကျင်စရာကောင်းတဲ့ကံကြမ္မာကိုစောင့်ကျင်လာပြီးထာဝရမတမ်းသင်ခံရမယ်ဆိုတာကိုတတိပိနေလိမ့်မယ်